သူကိုအားပေးနေတဲ့မြန်မာပရိသတ်တွေကိုမြန်မာစကားနဲ့ message ပေးလိုက်တဲ့ဂျိုရှောဘန်ပရိသတ်များလုံးပဲမင်္ဂလာပါများရှင်နဲ့ဆန် iBack ခွန်ရှိကိုမောင်556ပတင်စားဘက်ကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါတယ်မြန်မာကျယ်ဝင်းဖိုင်တာဂျိုရှောဘန်ကတော့ UFC လိုမျိုးကြီးကျယ်ခမ်းနားပြီးကမ္ဘာကျော်မီဒီယာတွေသတင်းယူတဲ့နေရာမှာမြန်မာစကားကိုပြီးသားစွာနဲ့ပြောလိုက်ပြီးဖြစ်ပါတယ်မြန်မာပရိသတ်တွေအကုန်လုံးတက်ကျွန်တော်အရင်ဝန်တာပါတယ်ဒါ UFC လိုနေရာမျိုးမှာမြန်မာစကားကိုပထမဆုံးအချိန်ကြားခွင့်ရတာလို့ပြောရမှာဖြစ်ပါတယ်ဒီမီဒီယာနေ့မှာ MMA မြန်မာ admin က UFC ရဲ့တရားဝင်မီဒီယာဖြစ်မေးမြန်းခွင့်ရခဲ့တာပါသူကမြန်မာလိုနိုင်ငံမှာအားပေးနေတဲ့မြန်မာပရိသတ်တွေကိုမြန်မာလိုနဲ့ဗာများပြောချင်တယ်လို့ဖန်ကိုမေးမြန်းခဲ့တာဖြစ်ပါတယ်ဒီချိန်မှာဘန်ကမြန်မာပရိသတ်တွေအကုန်လုံးအတွက်ကျွန်တော်ရန်ဝမ်းသာပါတယ်ကျွန်တော်ကိုအားပေးချတဲ့အတွက်ကျွန်တော်ဝမ်းသာပါတယ်ကျွန်တော်အကောင်းဆုံးကြိုးစားမယ်ပြီးရင်ကျွန်တော်တို့ UFC ခပတ်ကိုယူမယ်လို့ပြန်လည်ဖြေကြားသွားခဲ့တာပဲဖြစ်ပါတယ်ကျွန်တော်အကောင်းဆုံးကြိုးစားမယ်ပြီးရင်ကျွန်တော်တို့ UFC ခပတ်ကိုယူမယ်ဖန်ရဲ့အဖြေကတေးပြီးသဘောကျစရာလဲကောင်းချစ်စရာလဲကောင်းပါတယ်မြန်မာပရိသတ်တွေကိုရှေ့တန်းတင်ဖို့ဘယ်တော့မှမမေ့တဲ့ဖန်ပါပဲလက်ရှိချန်ပီယံပန်လူဂျာကိုနိုင်ရင်ဂျိုရှွာဘန်ဟာ2000ခုနှစ်နောက်ပိုင်းမွေးဖွားတဲ့ fighter တွေနဲ့ UFC မှာချန်ပီယံဖြစ်တဲ့ပထမဆုံးသော fighter အဖြစ်စံချိန်တင်မှာဖြစ်ပါတယ်ဒါအပြင်ဖန်ကအသက်24နှစ်နဲ့58ရက်နဲ့ UFC သမိုင်းမှာဒုတိယမြောက်အသက်ငယ်ဆုံး fighter အဖြစ်စံချိန်တင်နိုင်မှာဖြစ်ပါတယ် UFC သမိုင်းရဲ့အသက်ငယ်ဆုံးချန်ပီယံကဂျွန်ဂျုံဖြစ်ပြီး23နှစ်243ရက်နဲ့စံချိန်တင်ထားတာဖြစ်ပါတယ်လက်ရှိဒုတိယမြောက်အသက်ငယ်ဆုံးချန်ပီယံစံချိန်ရှင်ကတော့ Jose Aldo ဖြစ်ပြီးတော့24နှစ်82ရက်နဲ့စံချိန်တင်ထားတာဖြစ်ပါတယ်ဗန်နီနဲ့ဘန်လိုဂျာကိုနိုင်ရင် Jose Aldo ရဲ့စံချိန်ကိုကျော်ဖြတ်နိုင်မှာပဲဖြစ်ပါတယ်iMac ခွန်ရှင်ကော5ရဲ့ပြင်မောင်556ကိုကစားမယ်ဆိုရင် Viber နံပါတ်3999003395ကိုဆက်သွယ်မေးမြန်းဆောင်သနိုင်ပါတယ်ခင်ဗျာနောက်တဲ့စံချိန်ကတော့ USA သမိုင်းရဲ့ပထမဆုံးသောအာရှသားအမျိုးသားချန်ပီယံစံချိန်ဖြစ်ပါတယ်နောက်တစ်ခုကတော့ USA Flyweight တန်သမိုင်းရဲ့ထာဝရအကောင်းဆုံးကစားသမားတွေကဒူးကိုအနိုင်ယူနိုင်တဲ့စံချိန်မှာဘန်လိုဂျာ USA Flyweight တန်သမိုင်းမှာနိုင်ပွဲအများဆုံးကစားသမားဖြစ်ပြီး14ပွဲအထိနိုင်ထားသူဖြစ်ပါတယ်သူဟာ UFC Flyweight တန်သမိုင်းမှာပွဲကိုအပြည့်ဖြတ်နိုင်တဲ့နိုင်ပွဲအများဆုံးကစားသမားဖြစ်ပြီး10ပွဲအထိပွဲဖြတ်ထားနိုင်တာပါသူဟာ UFC Flyweight တန်သမိုင်းမှာချုပ်ကွက်နဲ့နိုင်တဲ့နိုင်ပွဲအများဆုံးကစားသမားဖြစ်ပြီး6ပွဲအထိချုပ်ပြီးနိုင်တာဖြစ်ပါတယ်ဒီလိုကစားသမားမျိုးကိုသာနိုင်ခဲ့ရင်ဗန်ဟာ UFC Flyweight တန်သမိုင်းမှာပြောစမတ်တွင်နဲ့ကနဝင် Fighter ဆင်းကိုဝင်ရောက်သွားနိုင်မှာဖြစ်ပါတယ်ဗန်ကဘန်နိုဂျာကို3ချီအတွင်းပွဲဖြတ်မှာဖြစ်ကြောင်းအခုလိုပဲပြောကြားထားပါတယ်ကျွန်တော် set up fan ကိုကာဝယ်တဲ့အပိုင်းလေးကိုတေချာပြင်ဆင်ထားပါတယ်ပြီးခဲ့တဲ့ Brandon Rober နဲ့ပွဲမှာတော့ကျွန်တော်သူမလဲကိုမလဲပြိုင်ထိုးဆိုင်ထိုးခဲ့တယ်လေအဲ့ဒါကအတော်ကိုထိနာပါတယ်ပွဲထဲမှာသွေးပူနေတော့နာလို့နာမယ်မသိခဲ့ဘူးဒါပေမဲ့ဒီလိုမျိုးကစားတာကကစားမဘွားရေရှည်တော့မကောင်းပါဘူးဒါကြောင့်ကျွန်တော်အရှောင်းတင်းကစားပြီးကောင်တာထောက်တာကိုတေချာပြင်ဆင်ထားပါတယ်အမှန်တိုင်းကျွန်တော်ပြောတာပါကျွန်တော်ဘန်နိုဂျာကိုကစားဖို့ဆိုပြီးဘာ game plan မှာတစ်ခုမှပြင်ဆင်မထားပါဘူးကျွန်တော် game plan တစ်ခုလည်းတသက်မတ်ပြင်ဆင်ကစားတာကိုမကြိုက်တာလည်းပါပါတယ်တန်စကားထဲမှာကိုပြင်ဆင်ထားသလိုဖြစ်ချင်မှဖြစ်တာလေဒါကြောင့်အချိန်တွေပေါ်မူတည်ပြီးကစားဖို့ပဲပြင်ဆင်ထားပါတယ်ရှင်လုံးမယ်ဆိုရင်လည်းရတယ်တပန်းလုံးမယ်ဆိုရင်လည်းရတယ်အားလုံးကိုကျွန်တော်ပြင်ထားပါတယ်လို့ဆိုခဲ့တာဖြစ်ပါတယ်ဖန်ပါတွေလုံးပြနိုင်မယ်ဆိုတာကတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါများဗီဒီယိုလေးကတော့ပါပဲနောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page ကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကုန်းချိုလိုက်ရပါတယ်ခင်ဗျာ